မင်္ဂလာပါခင်ဗျာဒီနေ့တော့လေ့လာမယ့်အကြောင်းအရာလေးကတော့အသုံးများတဲ့ထင်းစကားပြောလေးတွေကိုလာပြီးတော့မှလေ့လာကြည့်ရဖြစ်ပါတယ်ခင်ဗျာတကယ်လားဆိုရင်တော့ကျင်းလောครับကျင်းလောတကယ်လားပေါ့နော်ကျင်းလောတေချာလားဆိုရင်တော့နန်းနော်လောครับနန်းနော်လောတေချာလားပေါ့နော်ပြီးပြီဆိုရင်เสร็จแล้วပြီးပြီပေါ့နော်မပြီးသေးဘူးဆိုရင်ยังไม่เสร็จမပြီးသေးဘူးပေါ့နော်ကူပြီးလို့ရလားဆိုရင်တော့ช่วยให้หน่อยได้ไหมครับကူပြီးလို့ရလားပေါ့နော်သိကြည့်မယ်ဗျာဒါယူသွားဆိုရင်တော့အောင်အနီးပိုင်းဒါယူသွားပေါ့နော်အဲ့ဒါကိုယူလာဆိုရင်အောင်အနီးမှာပေါ့နော်ဒါကိုအဲ့ဒါကိုယူလာပေါ့နော်အောင်အနမ်းမှာလို့သုံးလိုက်ရပေါ့နော်အောင်အနမ်းမှာအောင်အနီးမှာပေါ့နော်ဒါဒီမှာခြာထားဆိုရင်တော့ဝางไว้ตรงนี้ဒီမှာခြာထားပေါ့နော်ဒီမှာလို့ဆိုရင်တော့ทำตรงนี้ဒီမှာလို့ပေါ့နော်သတိထားတော့ဆိုရင်ระวังนะသတိထားတော့ပေါ့နော်โอเคစစ်ကြည့်မယ်ဗျာမမီဘူးဆိုရင်တော့ไม่ทันမမီဘူးပေါ့နော်လောက်လားဆိုရင်พอไหมလောက်လားပေါ့နော်နောက်ထပ်ရှိသေးလားဆိုရင်ยังมีอีกไหมနောက်ထပ်ရှိသေးလားပေါ့နော်ကုန်ပြီဆိုရင်หมดแล้วကုန်ပြီပေါ့နော်ကုန်တော့မယ်ဆိုရင်จะหมดแล้วကုန်တော့မယ်ပေါ့နော်โอเคစစ်ကြည့်မယ်ဗျာဘယ်သွားမလို့လဲဆိုရင်တော့ပိုင်းနိုင်ครับจะไปไหนครับအဲ့လိုသုံးလိုက်ရပါတော့ไปไหนครับအတူတူသွားမလားဆိုရင်ไปด้วยกันไหมအတူတူသွားမလားပေါ့နော်အရင်သွားနေမယ်နော်ဆိုရင်จะไปก่อนนะအရင်သွားနေမယ်နော်ပေါ့နော်နောက်မှတွေ့မယ်ဆိုရင်ไว้เจอกันနောက်မှတွေ့မယ်ပေါ့နော်ကျေးဇူးတင်နေဆိုရင်ขอบคุณครับကျေးဇူးတင်နေပေါ့နော်โอเคစစ်ကြည့်မယ်ဗျာပြင်ပန်းလားဆိုရင်တော့หน่วยไหมပင်ပန်းလားပေါ့နော်အရင်ပင်ပန်းနေဆိုရင်หน่วยมากครับအရင်ပင်ပန်းနေပေါ့နော်ဗိစာပြီဆိုရင်တော့หิวแล้วဗိစာပြီပေါ့နော်ဗိပြီးပြီဆိုရင်တော့อิ่มแล้วဗိပြီးပြီပေါ့နော်အိတ်ချင်ပြီဆိုရင်တော့ง่วงแล้วအိတ်ချင်ပြီပေါ့နော်โอเคစစ်ကြည့်မယ်ဗျာကျွန်တော်တို့အရင်ပူတယ်ဆိုရင်တော့ร้อนมากအရင်ပူတယ်ပေါ့နော်အရင်အေးဆိုရင်หนาวมากအရင်အေးတယ်ပေါ့နော်နေမကောင်းဘူးဆိုရင်တော့ไม่สบายနေမကောင်းဘူးပေါ့နော်တက်တာပြီဆိုရင်တော့ดีขึ้นแล้วတက်တာပြီပေါ့နော်မလုပ်ချင်ဘူးဆိုရင်ไม่อยากทำမလုပ်ချင်ဘူးပေါ့နော်โอเคစစ်ကြည့်မယ်ဗျာကျွန်တော်တို့အချင်းနေပေါ်မူတည်ရဆိုတော့แล้วแต่ပေါ့နော်သူကအချင်းနေပေါ်မူတည်လည်းပြောရတယ်သဘောပဲလည်းပြောရတယ်ပေါ့နော်ဥပမာအကိုသဘောပဲဆိုရင်တော့แล้วแต่พี่အကိုသဘောပဲပေါ့နော်အကိုပေါ်မူတည်ရပေါ့နော်အကိုသဘောပဲแล้วแต่พี่သွားမယ်မသွားဘူးကတဲ့ညီလေးအပေါ်မူတည်ရပေါ့နော်အဲ့ဒါဘယ်လိုပြောမလဲဆိုရင်တော့ဂျပန်ရူမတ်ပိုင်แล้วแต่น้องครับဒီမှာသွားမယ်တော့မဟုတ်ရင်မသွားဘူးဆိုတာကညီလေးအပေါ်မှာမူတည်ရပေါ့နော်ညီလေးသဘောပဲဆိုရင်တော့ဂျပန်ရူမတ်ပိုင်แล้วแต่น้องครับအဲ့လိုမျိုးပေါ့နော်โอเคစစ်ကြည့်ဦးမယ်ဗျာကျွန်တော်တို့ထားလိုက်တော့ဆိုရင်တော့ช่างมันဆိုတော့ထားလိုက်တော့ပေါ့နော်ဘာမှမဖြစ်ပါဘူးကွာဆိုရင်တော့မက်ပင်လန်လောက်ဒါကတော့ကျွန်တော်တကယ်ချင်းမှပြောရတာပေါ့နော်ဆိုတော့နည်းနည်းရိုင်းနေပေါ့နော်လူကြီးရင်ပြောမယ်ဆိုရင်တော့မက်ပင်လန်ครับဘာမှမဖြစ်ဘူးเนาะကိစ္စမရှိပါဘူးပေါ့နော်ဘာမှမဖြစ်ပါဘူးကွာဆိုတော့မက်ပင်လန်လောက်เนาะမင်းတဘောပဲဆိုရင်တော့ก็แล้วแต่คนမင်းတဘောပဲပေါ့နော်ก็แล้วแต่คนမင်းတဘောပဲပေါ့နော်ကဲဒီနေ့ကတော့ပါပဲခင်ဗျာကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့မယ်ဗျာ